ယောက်ျားမှန်ရင်မဖြစ်မနေကြည့်ကိုကြည့်ထားတဲ့ဗီဒီယိုခွန်အားယုံကြည်မှုပြီးတော့စွန့်ရင်ဒါတွေဟာအမျိုးသားတစ်ယောက်ရဲ့ဘဝကိုမောင်းနေတဲ့အဓိကအင်ဂျင်ဆက်တွေပါပဲဒါပေမဲ့တစ်ထက်တစ်နေ့မိတ်ဆွေမိုင်းအာရင်တွေကုန်ခန်းလာသလိုမျိုးစိတ်ဓာတ်တွေကျဆင်းလာသလိုမျိုးခံစားနေရပြီဆိုရင်တော့ယောက်ျားတစ်ယောက်အနေနဲ့အတိထားတင်ပါပြီလူအများစုကဒါကိုအသက်ကြီးလာလို့ဒါမှမဟုတ်အလုပ်ပင်ပန်းလို့ပဲထင်တတ်ကြပါလိမ့်ဒါပေမဲ့တကယ်အမှန်တရားကတော့မိတ်ဆွေအနေနဲ့နေ့စဉ်လုပ်နေတဲ့အလေးအကျင့်အမားတွေကမိတ်ဆွေရဲ့ testosterone လို့ခေါ်တဲ့အမျိုးသားဟော်မုန်းတွေကိုအဖြည်းဖြည်းချင်းခြေဖြတ်နေလို့ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့မိတ်ဆွေရဲ့ masculine energy ကိုဖျက်ဆီးနေတဲ့အချက်၅ချက်နဲ့ဒါကိုဘယ်လိုပြန်မြင့်တင်ရမလဲဆိုတဲ့သိပ္ပံနည်းကျအဖြေတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျာနံပါတ်1အလှူရှားနေတဲ့လူနေမှုပုံစံပထမဆုံးတစ်ချက်ကတော့ထိုင်လွန်းတာပါတနေ့လုံးကွန်ပျူတာရှေ့မှာထိုင်နေတာဆိုဖာပေါ်မှာပဲအချိန်ဖြုံးနေတာတွေဟာမိတ်ဆွေရဲ့ခန္ဓာကိုယ်ကိုစွန့်ရင်နေမလို့တော့ဘူးဆိုပြီးတော့အချက်ပြလိုက်သလိုပါပဲလှုပ်ရှားမှုမရှိတဲ့အခါမှာဟော်မုန်းထုတ်လွှတ်မှုစနစ်တွေကပါထိုင်မိုင်းသွားတတ်ပါတယ်နံပါတ်2အလွန်အကျွံအားသာဖြစ်ခြင်းဒုတိယအချက်ကတော့ဖုံးမြင့်တဲ့ပြင်တွေပေါ်ကဆွဲလန်းစရာအပြာကားတွေနဲ့အလွန်အကျွံအားသာဖြစ်ခြင်း over masturbation ပါပဲဒါဟာမိတ်ဆွေအုံနောက်ရဲ့ဒိုပါမင်စနစ်ကိုလောင်ကျွမ်းစေပြီးတော့ဘဝရဲ့တကယ်စိန်ခေါ်မှုတွေပျော်ရွှင်မှုတွေကိုရင်ဆိုင်ခြင်းနဲ့စိတ်ဓာတ်နဲ့ဇဲလုံးလာတွေကိုလုံးဝကုန်ခန်းသွားစေပါလိမ့်နံပါတ်3အပူလွန်ကဲခြင်းဒါကတော့တော်တော်များများသိနေကြလိမ့်မယ်ထင်ပါတယ်မျိုးသားတွေရဲ့မျိုးပွားအင်္ဂါဟာခန္ဓာကိုယ်အပူချိန်ထက်အနည်းငယ်အေးတဲ့ပတ်ဝန်းကျင်မှာပဲအလုံးကောင်းကောင်းလုံနိုင်ပါလိမ့်ရင်းချက်လုံးနဲ့ဘောင်းမီတွေဝစ်တာရေနွေးနဲ့ကြကြချိုးတာ laptop ကိုပေါင်ပေါ်တင်သုံးတာတွေကအဲဒီကနေထွက်လာတဲ့အပူဓာတ်တွေကြောင့်ဟော်မုန်းထုတ်လွှတ်မှုကိုပါတိုက်ရိုက်ထိခိုက်စေပါလိမ့်နံပါတ်4ပလတ်စတစ်နဲ့ BPA ဓာတုပစ္စည်းများကျွန်တော်တို့နေ့စဉ်တောက်နေတဲ့ပလတ်စတစ်ရေသန့်ဘူးတွေအစားတောက်ဘူးတွေပေါ်မှာ BPA လို့ခေါ်တဲ့ဓာတုပစ္စည်းတွေပါဝင်ပါတယ်ဒီပစ္စည်းတွေကခန္ဓာကိုယ်ထဲရောက်ရင်မဟော်မုန်းအက်စတိုဂျင်လိုမျိုးလိုက်လံတုပပြီးတော့မိတ်ဆွေရဲ့ testosterone တွေကိုကျဆင်းစေပါလိမ့်နံပါတ်5အသင်္စာအစားအစာနဲ့တကြားနောက်ဆုံးတစ်ခုကတော့စားသောက်မှုပုံစံပါတကြားတဲ့အလွန်အကျွံပါတဲ့မုတ်တွေစီကြော်မုတ်တွေနဲ့အသင်္စာအစားအသောက်တွေဟာခန္ဓာကိုယ်ကိုရောင်ရမ်းစေပြီးတော့မိတ်ဆွေရဲ့ testosterone ဟော်မုန်းပမာဏကိုထိုးဆင်းသွားစေတဲ့အဓိကတရားခံတွေပါပဲအမားတွေကိုသိပြီဆိုတော့ဒါတွေကိုဘယ်လိုပြန်ပြင်ကြမလဲခင်ဗျာဒီတော့မပူပါနဲ့အခုပြောပြမယ့်အချက်တွေကိုသာအဆင်ရေးစီလိုက်လုပ်ပါနံပါတ်1အာဟာရပြည့်ဝအောင်နေပါကျွန်တော်တို့ရဲ့ယောက်ျားခန္ဓာကိုယ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဇင့်မဂနီဆီယမ်နဲ့ဗီတာမင် D ကျွယ်ဝတဲ့အစားအစာတွေကိုစားပါဥပမာဥအမျိုးမျိုးအမဲသားအစိမ်းရောင်ဟင်းသီးဟင်းရွက်နံပါတ်2ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ပါတနေ့လုံးထိုင်နေမဲ့အစားအလေးပင်မတာတွေနဲ့ခဏတာအချိန်ပြင်းပြေးတာလိုမျိုးပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတက်စတိုစထရွန်ကိုမြန်မြန်ဆန်ဆန်သဘာဝအတိုင်းတိုးတက်စေပါတယ်ရေကိုတန့်တန့်တောက်ပါပလတ်စတစ်ဘူးတွေတဲကရေထပ်စားရင်စစ်ထုတ်ထားတဲ့ရေကိုဖန်ဘူးဓမ္မမဟုတ်သတိဘူးတွေနဲ့ပြောင်းပြီးတော့တောက်တာကပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်စိတ်ဖိစီးမှုလျှော့ချပါစိတ်ဖိစီးမှုများတဲ့အခါကိုတီဇောဟော်မုန်းထွက်လာတတ်ပြီးတော့သူကကျွန်တော်တို့ရဲ့ကြားဟော်မုန်းကိုဖိနေပြပါတယ်ဒါကြောင့်မိတ်ဆွေအနေနဲ့အရေးဝဝအိပ်ပါစိတ်ကိုလျှော့ပါအတက်နိုင်ဆုံးလျှော့ရှင်အောင်နေပါဒီမှန်းချက်ထားပါနောက်ဆုံးအနေနဲ့အမျိုးသားတစ်ယောက်ရဲ့အကြီးမားဆုံးစွမ်းရင်ကတော့ဒီမှန်းချက်ဆိုတဲ့ purpose ရှိခြင်းပါပဲကိုယ့်ကိုစိန်ခေါ်ပါသူများတွေနဲ့လိုက်မနိုင်ရှင်ပါနဲ့ကိုယ့်ရဲ့ပန်းနိုင်တစ်ခုစီကိုဥတည်ပြီးတော့ကြိုးစားပါပတ်စံရှာပါအောင်မြင်မှုတွေကမိတ်ဆွေရဲ့ဟော်မုန်းကိုအလိုအလျောက်မြင့်တင်ပေးပါလိမ့်မယ်ဘဝဆိုတာကရွေးချယ်မှုတွေနဲ့များပါတယ်အခုကစပြီးတော့အလေးကျင့်စိုးတွေကိုဖျက်တောက်ပြီးတော့အာရင်ပြေးသွားတယ်ယောက်ျားတစ်ယောက်အဖြစ်နဲ့ပြန်လည်မွေးဖွားဖို့မိတ်ဆွေမှာအခွင့်အရေးတွေရှိနေပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးတုံတရားဖြစ်တော့မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့နေလေး entertainment channel လေးကိုလေး like and subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့သုံးနေကြည့်ပြီးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်